အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်အာလူငချောက်ဘဲဥဟင်းလေးကိုကျွန်တော်ချက်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ဘဲဥကိုကျွန်တော်တို့ပြုတ်ပါတယ်ပြုတ်ပြီးသွားရင်တော့ငချောက်ကိုကြတော့ကျွန်တော်ရည်ချေးသန့်စင်ထားမယ်ပြီးရင်အာလူနှလုံးသုံးထားပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကြက်သွန်နီလေးကိုပပလေးတီးလာလိုက်ပါမယ်ခင်ဗျာကြက်သွန်နီလေးလှီးလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အာလူလေးတွေကိုအနေတော့အတုံးလေးတွေတုံးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ခုနကတော့လီလာနဲ့ကြက်သွန်နီတွေကိုအစိမ်းမုတ်ထည့်မယ်ဆွန်နေမုတ်ထည့်ပြီးတော့ကျွန်တော်ညက်နေအောင်ကျွန်တော်တို့ထောင်းလိုက်ပါမယ်ခင်ဗျာထောင်းလို့ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဘဲဥလေးတွေကိုအရသာဝင်အောင်နည်းနည်းလေးမှုန်းပြီးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ဒဲတဲကိုစီထက်စီပူလာပြီးဆိုရင်ခုနတော့ငချောက်လေးတွေကိုကျွန်တော်တို့ကြော်ပါမယ်ငချောက်ကြော်ရဲဆိုတာကကျွန်တော်တို့ဟင်းချက်ရင်ငချောက်တွေပြေးသွားမှကြောက်လို့ကျွန်တော်အပေါ်ကျော်လေးတင်းအောင်ကျွန်တော်နည်းနည်းလေးတော်ပြီးလိုက်တာဖြစ်ပါခင်ဗျာငချောက်လေးတွေအပေါ်ကျော်တင်းလို့ဒီအနေထားလေးရောက်ရင်ရပါပြီခင်ဗျာဒါဆိုရင်တော့ကျွန်တော်တို့အိုးတဲကိုခုနတော့ထောင်းထားတာလေးထည့်ပြီးတော့စီတက်ပါမယ်ခင်ဗျာစီတက်လို့မွေးလာပြီဆိုရင်ကျွန်တော်တို့စိမ့်စံငပိလေးအနေငယ်ထည့်ပါမယ်ခင်ဗျာစိမ့်စံငပိလည်းစီတက်လို့မွေးလာပြီဆိုရင်တော့ကျွန်တော်တို့မကြီးရေးကိုကျွန်တော်တို့ထည့်ပါမယ်မကြီးရေးဘာကြောင့်ထည့်လာလဲတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်တို့အဖေကတော့ကျွန်တော်ဒီတိုင်းချက်ပြပါလို့ကျွန်တော်ဒီတိုင်းပဲထည့်လိုက်ရင်ဖြစ်ပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့ကြက်သားမုတ်လေးထည့်ပါမယ်ခင်ဗျာပြီးရင်တော့ဟင်းလေးမွေးစေရန်ကျွန်တော်မဆလာနှစ်စုံသုံးထားပါတယ်ခင်ဗျာအဲ့လိုပဲမဆလာထည့်ပြီးတော့မှုေးရင်နဲ့အနံ့လေးတွေမှုေးတက်လာပြီဆိုရင်ကျွန်တော်ရေလေးနည်းနည်းလေးထည့်ပါမယ်ရေနည်းနည်းထည့်တာကကျွန်တော်အိုးမတူရအောင်ရေလေးနည်းနည်းထည့်ခြင်းဖြစ်ပါတယ်ခင်ဗျာကဲရေလေးလည်းထည့်ပြီးသွားပြီလုံးရေလေးလည်းကောင်းပြီဆိုရင်တော့ကျွန်တော်တို့ဘဲဥကိုစထည့်ပါမယ်ခင်ဗျာဘဲဥလေးတွေလည်းလုံးသွားပြီဆိုရင်တော့ကျွန်တော်တို့အာလူလေးထည့်ပါမယ်ခင်ဗျာအာလူလေးလည်းဒီတိုင်းပါပဲအာလူလေးတွေလုံးပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ရေထည့်ပြီးတော့ကျွန်တော်တို့အဖုံးအုပ်ရမယ်ငါ6ကြတော့ကျွန်တော်တို့နောက်မှထည့်ပါမယ်ခင်ဗျာအာလူလေးလူးကနေကြမှာငါ6ကိုစောစောစီးစီးထည့်လိုက်ရင်ငါ6တွေကြေးသွားရင်စားလို့မကောင်းဘူးဖြစ်ပါမယ်ခင်ဗျာဟင်းအိုးစုပြီးဒီလိုအနေထားလေးရောက်ပြီးဆိုမှကျွန်တော်တို့ငချောက်ကိုထည့်ပါမယ်ခင်ဗျာကဲပြီးွားရင်တော့အရန်ကိုစားကောင်းတဲ့ကျွန်တော်တို့ငချောက်ဘဲဥအာလူဟင်းလေးရပါပြီခင်ဗျာအရန်လည်းမွှေးပါတယ်နနမေးလေးအုပ်လိုက်တော့နနမေးနန်းလေးကတင်းပြီးအရန်စားကောင်းပါတယ်တကယ်ရင်းတို့တွေလည်းလိုက်ပြီးချက်စားကြပါလို့အကြံပေးခြင်းပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ